ခင်ဗျာအားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်လည်းဒီ season လေးကိုတုံမုံနဲ့ကပူပေါင်းပြီးတော့တက်ဆက်လိုက်တာဖြစ်ပါတယ်တုံမုံကတော့ဒါငံပြိုင်ကျော်တော့လုံးဝ share စားကောင်းတဲ့အစားတော့ပေါ့လေပြီးတော့အဘဲ6တုံးကျော်နေတူ6ကျော်ဒါမျိုးလေးရပါတယ်ခင်ဗျာအသင်းစားစားတော့တွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ရဲ့မှာ fighter လေးကျော်စော်ဝင်းဟာနောက်ထပ်တစ်ပွဲထပ်ထိုးဖို့အတွက်စာချုပ်ရပါပြီဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်ခင်ဗျာဒီအကြောင်းကိုဒီနေ့မနက်မှာကျော်စော်ဝင်းရဲ့မိတ်ဆွေတွေဖြစ်တဲ့နာခောက်ကနေစပြီးတော့ပို့စီသားလွှင့်နေကြတာဖြစ်ပါတယ်အဲ့နောက်မှာကျော်စော်ဝင်းကလည်းပို့စီသားလွှင့်နေပြီးတော့အသိပေးလာပါတယ်ခင်ဗျာလုံလီဆွဲကွင်းကြီးထဲမှာကျော်စော်ဝင်းဆိုတဲ့အတန်တွေကိုထပ်ပြီးတော့ကြားကျင်တဲ့အတွက်သူစာချုပ်လက်မှတ်ထိုးထားပြီးနောက်ပွဲထိုးရမှာဆိုတဲ့အကြောင်းအသိပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာသူ့အနေနဲ့အဲ့လိုစာချုပ်ရထားလို့အင်္ဂုံပြမဲ့နဲ့လေ့ကျင့်တွေဆက်လက်ဆောင်ရွက်နေရဲဆိုတာကိုလည်းကျော်စော်ဝင်းကအသိပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျော်စော်ဝင်းစီကိုဆက်သွယ်ပြီးတော့ကျွန်တော်မေးမြန်းလိုက်တဲ့အချိန်မှာတော့ကျော်စော်ဝင်းကစာချုပ်ကိုပြီးခဲ့တဲ့လကတည်းကရထားတာဖြစ်တယ်ဆိုပြီးတော့အတည်ပြုပြောကြားလိုက်ပါတယ်ခင်ဗျဒီတော့ဝမ်ဟာကျော်စော်ဝင်းကိုလာမဲ့မတ်လလောက်မှာထပ်ပြီးတော့ပွဲသွင်းလာမဲ့အချိန်လေးရှိနေပါတယ်ခင်ဗျကျော်စော်ဝင်းအနေနဲ့ပထမဆုံးတာထက်ပွဲစဉ်မှာဂျွန်ဖိုက်တာမူဂါစီတိုကိုအသာစီးကနေထိုးပြခဲ့တယ်မူဂါစီတိုကလည်းသူရင်ဆိုင်ခဲ့ရတဲ့မှာဖိုက်တာတွေထဲမှာကျော်စော်ဝင်းကအခက်အခဲဆုံးဖြစ်ပါတယ်ဆိုပြီးတော့ထုတ်ဖော်ဝန်ခံသွားခဲ့တယ်ခင်ဗျအဲ့ဒီပွဲစဉ်မှာမူဂါစီတိုဟာအမြင့်ရှေကန်ချက် high kick တွေကိုသုံးပြီးတော့ကျော်စော်ဝင်းကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကျော်စော်ဝင်းကပနဲ့ defense လုပ်ပြီးတော့မူဂါစီတိုကိုတိတိကျကျထိတ်ချုပ်ကင်တွယ်သွားခဲ့တဲ့တော့ပြည်သက်တွေရဲ့စီကျူးမှုကိုလည်းရရှိခဲ့ပါတယ်ခင်ဗျအဲ့ဒီပွဲစဉ်မှာမူဂါစီတိုဟာကျော်စော်ဝင်းစီမှာတစ်ဖက်သက်ဆိုလို့အထိုးခံခဲ့ရတယ်ဒုတိယပွဲစီမှာဆိုရင်ဘလူမောက်ကိုမဟန်နိုင်တော့တဲ့အနေအထားဖြစ်သွားတယ်နောက်ဆုံးမှာတော့ဟန်ချက်ပြတ်နေတဲ့မူဂါစီတိုကိုကျော်စော်ဝင်းကအလဲထုတ်မောက်သိပြီးတော့ bonus ဒါတခါတည်းတိမ့်ပိုက်သွားတယ်ပေါ့လေရှေ့လာမဲ့ပွဲစဉ်ကိုရောက်ရင်ကျော်စော်ဝင်းနေနဲ့အဲ့လိုစမ်းဆောင်မှုထပ်ပြီးတော့ပြသနိုင်မယ်ဆိုရင်တော့သူ့အတွက်အလားအလာကောင်းတွေဖြစ်ပေါ်လာမှာတော့ကျင်းနေနေပါတယ်ခင်ဗျဖက်တဲ့ဂျင်ပိုင်ရှင်တတိနဲ့ကျော်စော်ဝင်းနဲ့စာချုပ်ကိုအတူဂိုင်ပြီးတော့ပေါ့လေနောက်တစ်ပွဲထိုးဖို့အတွက်အသင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုနားခေါ်ပြောကျော်စော်ဝင်းကပါအသိပေးလာတာဖြစ်ပါတယ်ဖက်တဲ့ဂျင်မှာကျော်စော်ဝင်းအတွက်ပြန်ဘက်ကိုစနစ်တကျလေ့လာပြီးမှရွေးချယ်တာဖြစ်ပါတယ်ခင်ဗျပြီးတော့ကျော်စော်ဝင်းရဲ့လေ့ကျင့်မှုဒဏ်ရာရှိနေကြန့်ခိုင်မှုဒါတွေကိုစစ်ဆေးပြီးမှသူတို့ပွဲထိုးတာကိုဆုံးဖြတ်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျော်စော်ဝင်းအနေနဲ့ရှေ့လန်ပွဲစဉ်မှာရလဒ်ကောင်းတွေကိုဖန်တီးပြီးတော့ပြည်သက်တွေကိုပျော်ရွှင်မှုတွေဆက်လက်ပေးစွမ်းနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ